ရမယ်ဟုတ်ကဲ့အဲ့တော့ဒီနာကနေဆက်ပြောမယ်ပေါ့နော်အဲ့တော့ if you're questioning whether or not these actions really make that much of a difference เนาะအဲ့တော့ဒီလိုaction သေးသေးလေးတွေကအဲ့လောက်ကြီးတော့မှဟလာဘယ်လိုမျိုး difference ကိုဖြစ်စေလားเนาะဖြစ်စေတယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးဖုန်းတစ်လုံးကလေအဲ့လိုဟိုစကားပြောတဲ့နာမှာရှိနေတယ်ဆိုရင်လည်းကိုဒီ quality ဒီ conversation quality ကိုကြားသိနိုင်တယ်ဆိုတာက research ကိုယ်တိုင်နော် research လုပ်ပြီးတော့ကို proof လုပ်ထားတာ mere presence ဆိုတာလို့ရှိနေရုံလို့ပြောချင်တာပေါ့နော်လုံးဝအဲ့လိုမသုံးဘူးပါမသုံးဘူးဒါပေမဲ့စပွဲပေါ်မှာတင်ထားတာအဲ့ဒါကို iPhone effect ဆိုပြီးတော့ဒီ2014တုန်းကလုပ်ထားတဲ့ series တခုကresearch လုပ်ထားတာပေါ့နော်လာလူနေရလောက်200 participants ပေါ့နော်အဲ့ဒါတွေကိုအတွဲလေးတွေတွဲလိုက်တယ်ပြီးသွားလို့ရှိရင် coffee shop မှာထိုင်မှာဆိုပြီးတော့ဟိုထိုင်ခိုင်းလိုက်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်တယောက်နဲ့တယောက်စကားပြောခိုင်းတယ်10မိနစ်လောက်အဲ့ဒီအချိန်မှာပဲဖြစ်လဲဆိုလို့ရှိရင်ဟိုဘေးကလူတွေကတော့ research assistant ကတော့ခလန်လန်းကနေကြည့်နေတာပေါ့နော်ပြီးလို့ရှိရင်ဒီဖုန်းကိုသုံးလာကိုင်လာဟလာဒါမှမဟုတ်ဒါပေမဲ့စပွဲပေါ်မှာပဲရိုးတင်ထားတာလားအဲ့ဒါကိုကြည့်တယ်ကဲအဲ့ဒါဆိုတော့ပြီးတော့ကွာtime ဒီပြောရတဲ့10မိနစ်ကပြည့်သွားတဲ့အချိန်မှာဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒီမေးခွန်းတွေ statements တွေနဲ့ဘာလုပ်လဲဆိုရှင်မေးတယ်ပေါ့နော်ဒီ participants တွေကိုအဓိကသူတို့ရဲ့အဲ့လိုမျိုးဘယ်လိုခံစားရလဲအဲ့ဒီပေါ်မှာမေးတယ်ဥပမာဟလာနော်to what extent did your conversation partner make an effort to understand your thoughts and feelings เนาะနင်းရဲ့အတွေးတွေဟလာနင်းရဲ့ခံစားချက်တွေကိုနားလေတကယ်နားလေအောင်လို့နင်းရဲ့ conversation partner ကစူးစမ်းလာပေါ့ဘယ်လောက်တိုင်းတာဒီစူးစမ်းလဲပေါ့เนาะဒီ to what extent ကကျတော့အတိုင်းတာနေတာပြီးတော့ဒီလို statement ပေါ့ I felt I could really trust my conversation partner အဲ့တော့ငါတကယ်ကိုငါ့ရဲ့ conversation partner ကိုယုံနိုင်တယ်လို့ခံစားခဲ့ရတယ်။ဟာဒီလိုမျိုးကိုနေဒီလိုမျိုး statement တွေနဲ့မေးတယ်။အဲ့တော့အဖြေကဘာဖြစ်လဲဆိုလို့ရှိရင်ဟိုကွာလုံးဝတယ်လီဖုန်းတော့ပြောကုန်ပြီ sorry เนาะ mobile device မရှိဘဲနဲ့ပြောတဲ့ conversation ကပို့ပြီးတော့quality ကောင်းတယ်เนาะအဲ့လိုမျိုးဘေးနားမှာကွာဖုန်းကဒီတိုင်းရှိနေတယ်သုံးတာမျိုးလည်းမဟုတ်ဘူးအဲ့လိုမျိုး conversation ရဲ့ quality ကကျတော့ပို့ပြီးတော့ less fulfilling ဖြစ်တယ်မကောင်းပေါ့เนาะပြောချင်တဲ့ပေါ့အဲ့တော့ဘာဖြစ်လဲဆိုလို့ရှင်မသုံးနေဘူးဟလားinactive use လည်းဖြစ်နေတာမဟုတ်နီးနေတာလည်းမဟုတ်ဘူးเนาะပြီးလို့ရှင်ဖုန်းလည်းလာနေတာမဟုတ်ဘာမှလည်းအလင်းတွေပါလေအဲ့လိုမျိုးဘာမှမြင်နေရတာမဟုတ်ဘူးအဲ့ဒါတော့မှဘာဖြစ်လဲဆိုလို့ရှင်ဘယ်လိုခေါ်မလဲအာအဲ့လိုမျိုးဖြစ်နေတဲ့အခြေအနေမှာဆိုလို့ရှိရင် less fulfilling ဖြစ်တယ်လို့ပြောချင်တာเนาะဒီဖုန်းမသုံးနေတာမှာအဲ့တော့ဒီမှာဆိုလို့ရှိရင်တစ်ချက်ကြည့်မယ်ဘာဖြစ်လဲဆိုတော့ဟလာဒီ digital devices ပေါ့နော်ဟိုဖုန်းပဲဖြစ်ဖြစ် iPad ပဲဖြစ်ဖြစ်အဲ့ဒါတွေဒီခေတ်ရဲ့ social ဟလာ media အာရဲ့အဲ့လိုမျိုးဘယ်လိုခေါ်မလဲတက်ရောက်မှုပြရတယ်ပေါ့နော်ဥပမာအဲ့လိုမျိုး devices တွေဒီနားမှာရှိနေဟိုလူရဲ့စိတ်ကစစ်ချင်တယ်ဖုန်းကိုင်ချင်တယ် message ပို့ထားလား text ပို့ထားလားဒါမှမဟုတ်လို့မျိုးကွာ connected ဖြစ်ချင်တဲ့စိတ်ကပြင်းပြနေတယ်ပေါ့နော်ဒီနားမှာအဲ့ဒါပြောတာ in their presence people have their constant urge နော်လှုပ်ချင်စိတ်အမြဲလှုပ်ချင်နေတာလို့ပြောတာ to seek out information check for communication and the right their thoughts to other people and works เนาะအဲ့လိုမျိုးကိုယ်ပါဖြစ်နေတဲ့ကိုယ်ဘယ်လိုတွေစဉ်းစားနေလဲအဲ့လိုမျိုးပြောချင်တာ post တင်ခြင်းနဲ့ဟလာအဲ့လိုမျိုးစိတ်ကဖြစ်နေတယ်ပေါ့မသိစိတ်ကလည်းဖြစ်တယ်ပေါ့နော်အဲ့လို unconscious mind ကလည်းအဲ့လိုဖြစ်တတ်တယ်အဲ့တော့ဖုန်းသားရှိနေသုံးချင်စိတ်ပေါက်တာကိုပဲအဓိကပြောချင်တာပေါ့အဲ့တော့ဘာဖြစ်လဲဆိုရှင် full attention ကအရင်ခက်ခဲတယ်เนาะလုပ်ဖို့အတွက်ကိုတကယ်လည်းဟုတ်တယ်เนาะအဲ့တော့ true and divided attention is rare in today's world เนาะဒီခေတ်ကြီးမှာခက်ခဲလာပြီ full attention ပေးဖို့ဟုတ်လားအဲ့တော့ကိုကအဲ့လိုမျိုး full tension ပေးဖို့အတွက်ခန့်နေတဲ့ခေတ်ကြီးမှာကိုကတစ်ဖက်ကလူတည်တည်ချာချာလေးအာအာယုံဆိုင်ပြီးတော့အာယုံပေးပြီးတော့နားထောင်ပြီးရဆိုရှင်ဒါဒီပဲဖြစ်မယ်တေချာပေါက် difference ကိုဖြစ်စေမှာပေါ့သူတို့လည်းခံစားရမှာတေချာအဲ့ဒါကိုပြောချင်တာပေါ့နော်အဲ့တော့နောက်တစ်ခုကဘာလဲဆိုလို့ရှင် invite them to open up เนาะအဲ့တော့ဘာလဲဆိုလို့ရှင်ဒီဟာကကြတော့เนาะခါကြလို့ရှင်ကိုစိတ်ညစ်တယ်ကွာစိတ်ညစ်တဲ့အချိန်မှာဟာစိတ်ညစ်လိုက်တာစိတ်ညစ်တဲ့အကြောင်းတွေကိုပြောချင်တယ်ဆိုတာဟာကိုတစ်ဖက်ကဟိုဘီနာရှိနေတယ်ဆိုဟဲ့ငါစိတ်ညစ်လို့စကားပြောမယ်အဲ့လိုပြောတော့ကအမြဲတမ်းမလွယ်ဘူးပေါ့နော်အာ
ဒါအဲ့ဒီပိုင်းပြောချင်တာနော် It's not always easy to walk up to someone and say I'm frustrated right now can I talk it over with you အဲ့လိုလုပ်မှစာ hints တွေပေးတယ် instead many people hint that they want to talk using comments such as I'm so frustrated right now it's been really tough week เนาะငါစိတ်တွေရှုပ်လိုက်တာเนาะဒီဘက်ကအရန်နေเนาะခက်ခဲပင်ပန်းလိုက်တာအဲ့လိုမျိုးတွေစကားကို comment စီပြောလိုက်တယ်ပေါ့เนาะအဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဟလာသိရပြီလေနော်သူတကူစိတ်ညစ်နေရပေါ့အဲ့တော့နောက်တစ်ခုကကျတော့ဘယ်လိုမျိုးချင်နေလဲဆိုလို့ရှိရင်အဲ့လိုမျိုးအဲ့ဒီလူကကွာလုံးဝအဲ့လိုဒေါင်းနေတာဆိုထိုင်တာလဲအားမရှိဘူးเนาะအဲ့လိုဟိုခွေရိုင်းပြီးတော့ပြီးလို့ရှိရင်အဲ့လို energy လည်းမရှိဘူးပေါ့เนาะအဲ့ဒီအချိန်မှာဆိုရှင်သိနိုင်တယ်နော်အဲ့ဒါကဘာဖြစ်လဲဆိုလို့ရှိရင် signal that something is out တခုခုတော့ဖြစ်နေပြီเนาะအဲ့လိုမျိုးဖြစ်နိုင်တယ်သိနိုင်တယ်အဲ့တော့ကိုကလည်းလည်းဆက်ဆက်မဲ့ရှိတယ်ကိုကကူညီခြင်းနဲ့စိတ်ရှိရဆိုလို့ရှိရင်ဟလာyou can show them you're willing to listen เนาะဒီလိုမျိုးကိုနားထောင်ပေးပါမယ်ဆိုတာကိုကဒီလိုမျိုးလေပြောလို့စကားပြောလို့အဆင်ပြေပါတယ်ပေါ့เนาะဒီလိုလေးပြောပြီးတော့ open လုပ်ပေးလို့ရတယ်เนาะစကားခေါ်ပေးတာပေါ့ you seem upset what's up you want to talk about it what's going on စိတ်တွေရှော့လိုက်တာလို့ပြောတဲ့အချိန်မှာဟလားဘာပြောချင်လားပေါ့เนาะအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပြောချင်လားဆိုပြီးကိုကမေးပြီးလိုက်တာအဲ့တော့သူအဲ့မှာဆက်ပြောမှာပေါ့เนาะဒီမှာဆိုလို့ရှိရင်ဟာဒီပတ်ကြီးကခက်ခဲပင်ပန်းလိုက်တာအဲ့လိုချိန်မှာဆိုရှင်ကွာ oh what's going on เนาะဘာဖြစ်နေရတော့အဲ့လိုမျိုးမေးလိုက်လို့ရတာပေါ့အဲ့တော့သူဆက်ပြောမယ်အဲ့တော့အဲ့ဒီလူကအဲ့ဒီတစ်ဖက်ကသူကကျတော့ဒီ other party ကကျတော့ပြောချင်တယ်ဆိုလို့ရှိရင်ပဲဖြစ်လဲဆက်ပြောမယ်they're gonna begin talking ပေါ့เนาะအဲ့လိုမှမဟုတ်ဘူးကွာလိုလေးစကားဖွင့်ပေးတဲ့ဥစ္စာကိုစမပြောဘူးเนาะif they don't want to talk เนาะသူတို့မပြောချင်ဆိုရှင် don't pry ထပ်မပြောနဲ့တော့เนาะအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောပါဆိုရှင်ကွာအရန်အောင်သိချင်လို့ဆိုတဲ့ပုံစံပေါက်သွားလိမ့်မယ်ပေါ့เนาะအဲ့တော့ကွာဒီလိုမျိုးလို့ခေါ်မလဲ invitation เนาะဒီ simple invitation ဆိုတာဒီလိုလေးစကားလေးလမ်းကြောင်းလေးဖွင့်ပေးလိုက်ရင်ကိုယ့်ရဲ့တောင်းဉာဏ်ကြည့်ပြီးပြောတာမပြောတာတော့သူ့အပိုင်းလို့ပြောချင်တာပေါ့เนาะဒီနေရာမှာ